မကြသေးခင်တုန်းက Transylvania မှာတူးဖော်မှုတွေလုပ်ရင်ဒီခေါင်းတလားကိုတွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Daily Mileage ကနေကြိုဆိုလိုက်ပါတယ်။အထဲမှာပါတဲ့အရာကတော့လူတိုင်းကိုတကယ်ပဲထိတ်လန့်သွားစေမှာပါ။သူတို့ဟာရင်ဘတ်မှာလင်စည်းသားနဲ့အထိုးခံထားရတဲ့သွေးဆုပ်ဖို့ကောင်းတဲ့သူလုံးနဲ့ထူးဆန်းတဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ခဲ့တာပါ။ဒါဟာတိတ်ပြီးတော့မထူးဆန်းလာပါဘူး။ဘာလို့လဲဆိုတော့ Romania နိုင်ငံက Transylvania ဟာသွေးဆုပ်ဖို့ကောင်းနေထိုင်ရာဒေသအဖြစ်အငဲတမ်းနာမည်ကြီးခဲ့လို့ပါပဲ။ဒါပေမဲ့ဒီဘက်ခေတ်မှာတော့သွေးဆုပ်ဖို့ကောင်းအစ်စ်တွေရှိနေနိုင်သေးလားဆိုတော့ဘယ်သူမှမသိနိုင်ကြပါဘူး။1995ခုနှစ်တုန်းကထူးခြားတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပူပါတယ်။ TV အစီအစဉ်တစ်ခုမှာသွေးဆုပ်ဖို့ကောင်းတဲ့သူလုံးနဲ့ထူးဆန်းတဲ့လူတစ်ယောက်ကိုဖိတ်ကြားခဲ့ပါတယ်။ပရိသတ်တွေကတော့ဒါဟာပြင်ဆင်ထားတဲ့ပုံစံတစ်ခုလိုပဲအစာပိုင်းမှာထင်နေကြတာပါ။ဒါပေမဲ့လူတိုင်းကိုအံ့အားသင့်သွားစေတာကတော့သူဟာအသက်900ရှိပြီဖြစ်ကြောင်းနဲ့လူတွေထင်တယ်လို့နေအောင်ကြီးကိုမကြောက်ဘူးလို့ထုတ်ဖော်ပြောကြားလိုက်တာပါပဲ။ဒီလူရဲ့နာမည်ကတော့ John Hania ဖြစ်ပြီးသူ့ရဲ့အစွဲတွေဟာအစစ်အမှန်ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒီတုန်းကတော့လူတွေသူ့ကိုရဲစရာအဖြစ်ပဲသဘောထားပြီးနှစ်ပေါင်း30လောက်မေ့လျော့နေခဲ့ကြပါတယ်။ဒါပေမဲ့မကြသေးခင်မှာဒီလူဟာစကားဝိုင်းတစ်ခုကိုပြန်ရောက်လာခဲ့ပါတယ်။လူတွေအားလုံးကိုအံ့အားသင့်သွားစေတာကတော့သူဟာအရင်ကထက်တောင်ပိုပြီးနှုတ်ပြနေတာပါပဲ။အခုလက်ရှိ TikTok မှာလည်းသူဟာသွေးဆုပ်ဖို့ကောင်းတယောက်ပါလို့ပြောနေတဲ့နောက်ထပ်လူတစ်ယောက်နာမည်ကြီးနေပါသေးတယ်။သူဟာသွေးဆုပ်ဖို့ကောင်းတွေမှာရှိတဲ့ထူးခဲစွမ်းအင်တွေကိုလက်တွေ့ပြသနေတာပါ။ဥပမာဗီဒီယိုတစ်ခုမှာဆိုရင်သူ့ဖုန်းက stopwatch ကပုံမှန်အတိုင်းသွားနေပေမဲ့သူကတော့လမ်းမပေါ်မှာအချိန်ပြင်းနဲ့ပြေးလွှားပြနေတာမျိုးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ။